ငါတို့ဘယ်ရောက်နေဘယ်သွားနေဟဲ့အလေးထားအောင်ဟဲ့ငါတို့ဘယ်ရောက်ဘယ်သွားနေတော့ဘယ်သွားနေကြတော့ဘယ်ရောက်နေတော့လုံအောင်ဘယ်ရောက်လာတော့လုံအောင် ကားရဘယ်လိုမောင်းနေ ဘာလို့ပြန်ပြေးဆွဲလာလားမသိဘူး ပြပြလို့ခိုးစားလေခိုး မဟုတ်တော့ပါဘူးကပြန်မင်းစံတော့နေပါလေခတ်ထားမှာဗောလိုက်ထွက်ကြည့်ပါမအောင်ပသိမ်ရောက်ပြီလားငါပသိမ်သွားနေမလား အော်အေးဟုတ်တယ်ကားစရာခဏလေးပါဦးကားစရာ ကားစရာ ရှောင်းနေ ကားဆရာငါတို့ဟိုအေယာဝတီတိုင်းပသိမ်ဘက်သွားခိုင်းတာဘလို့ရွာငံကြီးတော့ ဟုတ်လေအမားတို့ပဲမသွားလို့ဆိုရွာငံပဲသွားမယ်ဆိုတော့ကျွန်တော်ရွာငံကိုလိုက်ပို့ပါလေ ငါပြောမိလို့လားလေးရ ပြောလို့မောင်းလာနေမှာပေါ့ ခကနေပြောလား ဘယ်ကငါပြောမှလဲငါနဲ့ရွာငါနဲ့ဘာဆိုင်တာမလို့ရီတောင်းရှိရလားမို့ဆွေမျိုးရှိရလားမို့ မြန်မာပြည်မှာစိန်စပါအထွက်ဆုံးနေရဘယ်နေရာလဲ အေယာဝတီတိုင်းတော့တကယ် ဟုတ်ပြီအဲ့ဒီ AOD တိုင်းမှာဆရာတို့ပင်မမိုးကာတွေကိုကြက်ကြက်ပြက်ပြက်နဲ့ကျိုးပေါက်ခြင်း